ကြီးပွားချမ်းသာနိုင်တဲ့အရေးချင်း၄ခုရှိတယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကိုလုပ်တဲ့လုပ်ငန်းအပေါ်မှာကျွမ်းကျင်မှုရှိရပါမယ်။တက်တက်ကြွကြွလုပ်ရပါမယ်။နံပါတ်2ရရှိလာတဲ့ဝင်ငွေတွေကိုထိမ့်သိမ်းဆောက်ရှောက်နိုင်ရပါမယ်။နံပါတ်3ကိုအပေါ်ကိုဆွဲခေါ်နိုင်တဲ့မိတ်ကောင်းဆွေကောင်းတွေရှိရပါမယ်။နံပါတ်4ကိုရဲ့ဝင်ငွေထွက်ငွေကိုချိန်ခွင်ပမာညီမျှအောင်သုံးသပ်ရပါမယ်။ဝင်ငွေကနေပြီးထွက်ငွေကများနေမယ်ဆိုရင်ဘယ်နည်းနဲ့မှချမ်းသာမှာမဟုတ်ပါဘူး။ဝင်ငွေဟာထွက်ငွေထက်အမြဲတမ်းပိုလွန်နေရမယ်။ဝင်လာတဲ့လောက်သုံးမပြည့်ရပါဘူး။ဒီရေချင်းလေးခုကိုမှရှိတယ်ဆိုရင်ကိုဟာဒီဘဝမှာပဲကြီးပွားချမ်းသာနိုင်ပါတယ်။မိမလိုက်စားတာတို့တရေတရက်တောက်တာတို့လောင်းကစားလုပ်တာတို့အကျင့်မကောင်းတဲ့သူတွေနဲ့ပေါင်းဖော်တာတို့ဟာဒီဘဝမှာပဲကိုဆင်းရဲစေပါတယ်တဲ့ဒါကြောင့်ကြီးပွားကြောင်းနဲ့ဆင်းရဲကြောင်းတွေကိုသိပြီးဆင်းရဲကြောင်းတရားတွေကိုပယ်ရှားကကြီးပွားကြောင်းတရားတွေကိုပြည့်စုံစေကြကုန်လျက်ဤဘဝမှာပဲကြီးပွားချမ်းသာသောသူများဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်အရှင်တိက္ခဉာဏလင်္ကာရသမိုင်းတည်ရေးသားသောစာစုလေးကိုမျှဝေပေးလိုက်ပါတယ်ရှင်။